အမညံ့မလားအမညံ့မလားဟုတ်ပါတယ်ညံ့ပါညီမအမရဲ့ဗီဒီယိုလေးတစ်ထွက်တိုင်းကုန်ကြည့်ရယ်သိတယ်အမဒီပုံစံဒီနေထားညံ့ပါဟုတ်တယ်အမဗီဒီယိုလေးတစ်ထွက်တိုင်းညီမကြည့်တယ် ဒီမှာမက်စတိုင်းမြတ်မဟုတ်ဒီမှာကြည့်ဘယ်နောက်တူလား လူမားသား တော်နေပုံမှာဆိုလို့မက်ဆက်ထားပါရဲ့ဆိုနေမှာသူက ကိုတည်းကခမရဲ့ဖောင်းနေတဲ့နေရာလေးကိုတိုက်ချင်တယ်ဟဲ့ငါတို့ကပါနော်အယောဒီမှာ လေအထီးကမကြောက်ပါဘူးကိုဘူးတော်လေ တိတိကြိုက်ပြောတာကိုဘုတော်မှာဝေးတိမပါလဲသိစနိုင်လဲပေါ့ဝမ်းလာတာပြေဝမ်းလာတာ ကိုအောင်ကြီးရှင့်ရဲ့ရေးစားဟောင်းကဖုံးဆက် ပြောပါလဲဘာမင်းကငါမိမထဲပူလာတယ်ဟုတ်လားဒီမှာငါမိမမိတဲ့အစာပေါင်းများစွာပူလာတယ် အမေမင်းကခွင့်လွတ်နိုင်တယ်ငါမိမငါ့ကိုခွင့်လွတ်ပေးတာ18ပလက် ကြည်တောင်ရှင်းအိုးဘာလို့ပြောတာလဲ99ပလက်ပါ ဟော99ပလက်ငါပဲသွားငါ့ကိုဘာမှလည်းမပြောဘူးငါနောက်လည်းတစ်ခေါက်မှမလိုက်ဘူးနော်ဩနည်းနည်းချင်းနိုင်ရှင်းရလားဟုတ်ပြီလေခုချက်ချင်းလာခဲ့မယ်စောင့်နေလိုက်ဒါပဲမိမငါနည်းနည်းချင်းနိုင်တွားရှင်းလိုက်မှာ तू ကမင်းထံတာတယ်ပြီးလုံတာငါမင်းတာကြောင်တွားပြောလိုက် တော့ပြောဒါမဲ့ကျမကပါတယ်ဆိုတာသေချာပြောခဲ့နော် စိတ်ချငါမိမတာပါတယ်ကွာအယောဒီမှာ ရှင်ရက်တောက်လာပြန်နေတာ တော့ပါဘူးကွာမင်းကလေ ဘာလို့ညာ သမင်းသားကိုသမင်းခုလာလေ တေးဝါကြီးပြောရမတော့ဘူးဆိုအဆန်နေထမင်းမဟုတ်ဘူး ဒါလေညီမဘာကူညီပေးရမလဲ ဟိုအငိုးတန်းတဲ့ကလေးကနိုးဆိုရတယ်ဆိုလို့ဟောဒီရာ ခုဒီဆရာလို့ခေါ်လို့မလားထားရဲ့ ဒါဖြင့်ဘလူကမလဲရင်ဩကိုလားမောင်လားကိုလားမောင်လားဒါဖြင့်အားလုံးစုပြီးကိုမောင်ဆရာလို့ခေါ်မလာရင်ဆရာ ဟင်းဆရာနှာဘူးကြီးလို့ခေါ် ဆရာကလည်းထားကိုတကယ်လည်းမလုပ်ရဲပဲနဲ့ ကျွန်တော်ညောင်ကြည့်တာတော်တော်ရင်းနှီးနေတယ်ပေါ့ ဘလို့ဖြစ်လို့အတလူကြီးစိတ်တွေတိုးနေတာတော့ ဟိုတမီးတော့မကျေနပ်ဘူးနော်အဲ့ဒါကြောင့်မလို့တမီးဒီနေရာထိကိုရှန်လာတွေ့တာဟိုတမီးကိုဘယ်လိုအစာနဲ့မှမှန် အဲ့ဒါကတော့မင်းကိုမင်းအသိဆုံးဖြစ်မင်းငါ့ကိုပြန်ပေးနေကြတော့လူဆိုတာစိတ်အလိုကိုလိုက်ချင်နေလိုက်လို့မရဘူးကွာ အဲ့ဒါလာမပြောနဲ့တမီးမသိဘူးလူကြီးတယ်လို့တမီးဟန်မဆောင်တတ်ဘူးတဲ့ပဲတမီးဟိုအရန်ချစ်တယ် ဘိုးမလိရှာတော့မင်းမစောက်ကိုပိတ်ထား မပိတ်နိုင်ဘူးတမီးကလည်းပြောချင်လို့ဒီကိုလာတာ